မုံနုလေးမတင်တာကြလို့အခုချက်သားပြကြော်လေးကြော်ရင်းနဲ့ရန်စားကောင်းလို့ချစ်တို့နီးလေးလာပြီးမြောက်ပြရဖြစ်ပါတယ်ရှင်ကဲရင်ဆုံးကလပဲ4နိုင်လောက်စိမ့်ထားတာလေးကိုဘလန်ဒါလေးနဲ့ချိန်လဲပါတယ်ပြီးရင်တော့ချက်သားကိုစားနဲ့ခက်မှုလေးနေပြီးပြုတ်ထားတာလေးပါသူ့ပါမွာပြီးတော့ထည့်လိုက်ပါတယ်ရှင်ပြီးရင်တော့ချက်သွန်နီးတိတိလေးတုံထားတာလေးထည့်ပါတယ်စားဟင်ခတ်မုံစနွင်ငရုတ်သီးမုံအသားမဆလာထည့်ပါတယ်ရှင်ပြီးရင်တော့ငရုတ်ကောင်းမုံလေးပါနည်းထည့်လိုက်ပါတယ်ကျုပ်တစ်လုံးကိုခလောက်ပြီးထည့်လိုက်ပါတယ်ရှင်ဒါလေးကတော့စီတက်ရက်ကိုပပလေးထားတာလေးပါငရုတ်သီးစင်းလေးပပလေးပြီးတော့ထည့်လိုက်ပါတယ်ရှင်ပြီးရင်တော့ဒီချာလေးနေပြီးတော့တနိုင်လောက်ကိုရေကတရာတွေမှာခဏနှက်ထားလိုက်ပါတယ်ရှင်ဆိုင်နေမှာဝယ်စားလို့ရှိရင်တသားပြကြော်လေးကဇီအရန်ကြီးတာမို့အိမ်မှာကွက်ကူလွယ်လွယ်ကူကူလေးနဲ့လုပ်လို့ရှိရင်အများကြီးလဲစားရတယ်ပေါ့နော်ကဲနှက်ထားပြီးသားတသားနဲ့ကလပဲကိုပြားပြီးတော့ကြော်ပါမယ်ရှင်ကဲခုဆိုရင်တော့မွေးလေးစသားပြကြော်လေးတွေရပါတော့မယ်အယောင်လေးကိုကြည့်ပါအောင်ရှင်အရန်ကိုလှပနေပါတယ်စားလို့လည်းအရန်ကောင်းပါတယ်ရှင်ပြီးရင်စီစစ်ပြီးတော့အေးခံပြီးတော့စားပါမယ်အထဲတွေကိုမြင်ဖက်ပြပါမယ်ရန်ကိုကောင်းတော့ပါရှင်လှူစားကြကြည့်နော်ဆုံးဖြတ်ကြည့်ရှုပေးလို့ကျေးဇူးများကြီးတင်ပါတယ်ရှင်